ကျွန်တော်စိုင်းထက်မြတ်ပါဒီနေ့ဗီဒီယိုဖိုင်လေးမှာမကြာခင်ကအသစ်ထွက်ရှိထားတဲ့ V-Ray version 7.2 update လေးအကြောင်းကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော် first impression အနေနဲ့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ SS editor လေးကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ပထမဆုံးအပိုင်းအနေနဲ့ကျွန်တော်တို့ material တွေကိုအရင်သွားပြီးတော့ဝင်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အရင်တုန်းကလိုမျိုးမဟုတ်တော့ဘဲနဲ့သူဒီ material မှာ preset ဆိုတာလေးပါလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကိုလိုချင်တဲ့ preset လေးတွေကိုကျွန်တော်တို့ရွေးချယ်လို့ရတယ် material အစုံကိုတော့သူကထည့်ထားပေးတာမဟုတ်ပင်မဲ့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာ metal ပေါ့နော်သတ္တုတွေနဲ့ပတ်သက်တာတွေပါမယ်ဒီမှာ aluminum တွေပါမယ် copper တွေပါမယ် gold iron စသဖြင့်သတ္တုနဲ့ပတ်သက်တဲ့ material လေးတွေကိုထည့်ထားပေးတာကိုတွေ့ရတယ်ပြီးတော့ glass ဖန်တွေမှန်တွေနဲ့ပတ်သက်တာတွေကိုထည့်ထားပေးတာကိုတွေ့ရတယ်အဲ့တော့ diamond လေးလည်းပါတယ်ပေါ့နော်ဆိုတော့ပြီးသွားပြီဆိုရင် liquid နဲ့ပတ်သက်တဲ့ကိစ္စလေးတွေပေါ့နော်ရေတွေပြီးတော့ ocean တွေကန်တွေswimming pool တွေ river တွေစသဖြင့် material လေးတွေထည့်ထားပေးတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါလေးတွေကကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ပုံမှန် V-Ray ကိုစင်ဆက်မပြတ်သုံးလာတဲ့သူတယောက်အနေနဲ့ကတော့အရန်ကြီးထူးခြားသွားတဲ့ setting ထဲမှာတော့မပါဘူးအရန်ကြီးထူးခြားသွားတဲ့update အနေနဲ့လို့တော့ကျွန်တော်တို့ကမမြင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ material တွေကပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ရဲ့ Cosmo browser တွေကနေမှ material တွေကို download ချပြီးတော့ကျွန်တော်တို့အလုပ်လုပ်လို့ရတယ်အသုံးပြုလို့ရတယ်ပေါ့နော်ဆိုတော့ဘာပဲပြောပြောကျွန်တော်တို့လွယ်လွင့်တကူသုံးလို့ရအောင်ဒီထဲမှာသူတို့ setting လေးတွေထည့်ထားပေးလာတာပေါ့နော်တခုတော့ရှိတာပေါ့အရင်တော့ဆိုရင်တော့ liquid နဲ့ပတ်သက်လာရင်နည်းနည်းလေးရွေးချယ်စရာနေတယ်အခုကတော့river လိုဟာမျိုးနော် ocean လိုဟာမျိုးလေးတွေပါသူကထည့်ထားပေးတာဆိုတော့ရွေးချယ်စရာလေးတွေတော့နည်းနည်းလေးပို့ပြီးတော့စုံလာတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါကအစ်စ်ပါလာတဲ့ setting ထဲမှာဒါသုံးလို့ကောင်းတဲ့ setting လေးတစ်ခုပေါ့နော်ဆိုတော့ okay ပြီးသွားပြီဆိုလို့ရှိရင် lighting နဲ့ပတ်သက်တဲ့အပိုင်းမှာလည်းကျွန်တော်တို့ကဘာတွေပြောင်းလဲသွားလဲဆိုတော့ပုံမှန်တိုင်းကျွန်တော်တို့ custom orientation တွေရှိမယ် color industry တွေရှိမယ်ဒီအပိုင်းတွေမှာကျွန်တော်တို့ဘာမှအပြောင်းလဲခြင်းမရှိဘူးเนาะအဲ့တော့ sky နဲ့ပတ်သက်တဲ့အပိုင်းတွေမှာလည်းမရှိပါဘူးเนาะပြီးတော့မှသူက sky မှာဘာလေးထပ်ထည့်ပေးထားလဲဆိုတော့ night sky ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့ထည့်ထားပေးတယ်ပြီးတော့အရင်တုန်းကတည်းကရှိခဲ့တဲ့ cloud တို့ကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ဗျကျွန်တော်စာသင်တဲ့အခါမှာလည်းကျောင်းသားတွေကို V-Ray ကအမည်ပေး common တက်အရန်ဝါသနာပါတယ်ပေါ့နော်အရင်တုန်းကဆိုရင်ကျွန်တော်တို့ကဟိုးအရင်ကျွန်တော်မှတ်မိတော့ကသူက ground ဆိုတဲ့နာမည်နဲ့လားမသိဘူးရှိခဲ့ဘူးတဲ့ maybe မှားချင်မှားလိုက်မယ်တိတ်ကြသွားပြီမမှတ်မိတော့ဘူးဗျနော်Okay ဒါပေမဲ့ပြီးခဲ့တဲ့ version အဟောင်းတွေမှာကတော့ 6.0 တို့ 7.0 တို့မှာတော့သူက albedo color ဆိုတဲ့နာမည်နဲ့သူကခေါင်းစဉ်လေးကိုပေးတယ်အခုကျတော့ဟိုအရင်တုန်းကပုံစံတိုင်း ground ဆိုတဲ့နာမည်နဲ့ပြန်ပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့တချို့သော setting တွေမှာလည်းသတိထားမိတဲ့သူတွေရှိရင်သတိထားမိလိမ့်မယ်အရင်တုန်းကသုံးသွားတဲ့နာမည်တွေကိုပြောင်းတယ်ပြီးတော့ပြန်သုံးတယ်ဥပမာကျွန်တော်မှတ်ရရှိတာဆိုရင် rectangle light ပေါ့ဟိုအရင်တုန်းက rectangle light ဆိုတဲ့နာမည်နဲ့သုံးတယ်နောက်ကျတော့ version တစ်ခုမှာ4.0 မှာလားကျွန်တော်မပြောတတ်ဘူး maybe တိတ်ကြသွားတဲ့ကိစ္စတွေမှတ်မိတော့အရေးမကြီးတဲ့အတွက်ကြောင့်မလို့မှတ်မထားတာလည်းပါတယ်ပေါ့နော် plain light ဆိုပြီးတော့နာမည်ကိုပြောင်းလိုက်သေးတယ် rectangle light ကိုလေ plain light ဆိုပြီးတော့နာမည်ကိုပြောင်းလိုက်သေးတယ်ပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့အခုဘာပြန်ဖြစ်လဲဆိုတော့ rectangle light ဆိုတဲ့နာမည်ကိုကျွန်တော်တို့ပြန်ပြီးတော့ပြောင်းထားတယ် 6.0 လောက်ကနေစပြီးတော့ rectangle light ဆိုတဲ့နာမည်ကိုပြောင်းထားတယ်အရေးတော့မကြီးပါဘူး V-Ray ရဲ့လှုပ်ထားရှိတဲ့ကိစ္စလေးတွေပေါ့နော်နာမည်လေးတွေပြောင်းနေပြီးတော့ဟိုအရင်ကနာမည်ပဲပြန်ပေးတယ်အဲ့လိုပေါ့ကျွန်တော်အမြဲတမ်းရည်စရာအနေနဲ့ပြောလို့ရှိရဲဟိုအမည်ပေး common တက်အရန်ဝါသနာပါတယ်ပေါ့နော် Okayဆိုတော့အဲ့ဒီမှာကျွန်တော်တို့က night sky ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုကိုသူကထပ်ပြီးတော့တိုးထားပေးတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ထုံးစံတိုင်းပဲ size multiplier တွေပါထားမယ်ပြီးတော့ Milky Ways နဲ့ပတ်သက်တဲ့ multiplier တန်ဖိုးတွေပါထားမယ်ဆိုတော့အဲ့ဒါကတော့ V-Ray တစ်ခုတည်းကိုပဲ size မိုက်သုံးနေတဲ့သူဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်လေးကတော့ setting အသစ်ပေါ့နော်ကျွန်တော်တို့ဒီညဘက်ကောင်းကင်မှာရှိတဲ့ကြယ်လေးတွေနဲ့ပတ်သက်တဲ့ setting လေးအသစ်တော်တော်လေးကောင်းတဲ့ feature လေးတစ်ခုမိုက်သွားပြီလို့ခန်းစားရနိုင်တယ်ဒါပေမဲ့ V-Ray ရဲ့ D5 တွေပေါ့နော်တခြားသော software တွေမှာလည်းရှိပါတယ်ကျွန်တော်အဓိကသုံးတာကတော့ V-Ray D5 ကိုအဓိကသုံးတာပေါ့ကျွန်တော်က Lumion တိတ်ပြီးတော့မသုံးဖြစ်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့ V-Ray နဲ့ D5 နဲ့ကိုတွဲပြီးသုံးနေတဲ့သူတယောက်အတွက်ဆိုရင်တော့ is okay ဒါလည်းငါတို့ဟို D5 ထဲမှာလုပ်နေကြသုံးနေကြပါနေကြနော်မြင်နေကြ setting တစ်ခုပဲပေါ့အရန်အသစ်ဆက်လက် setting တစ်ခုအနေနဲ့တော့ကျွန်တော်တို့
မမြင်ဘူးပေါ့နော်ဆိုတော့တခုကြိုပြောထားခြင်းနော်ဒီ video file ကကျွန်တော်စိတ်ထဲမှာဖြစ်တဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်ကျွန်တော်စိတ်ထဲမှာဖြစ်သွားတဲ့ခံစားချက်တွေကိုပဲကျွန်တော်ပြောရတာဘယ်လိုခေါ်မလဲကျွန်တော်တို့က D5 ကိုလည်းတွဲပြီးသုံးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာပါလာတဲ့ night sky နဲ့ပတ်သက်တဲ့ setting ကိုအရင်ကျွန်တော်တို့ကမိုက်တယ်ဆိုတဲ့ခန်းစားချက်ကြီးကအရင်မဖြစ်သွားဘူးပေါ့နော်ဒါက setting အဟောင်းတစ်ခုပေါ့တခြား software မှာလုပ်လို့ရနေတယ်အခုသူ့မှာလည်းပါလာတယ်ပေါ့နော်ဒီလောက်ပဲရှိတယ်တခြား software တွေမှာလုပ်လို့မရတာကိုသူ့မှာလုပ်လို့ရသွားတယ်ဆိုတဲ့အနေထားဆိုရင်တော့ဆိုတော့ဒါကတော့ကိုယ့်ရဲ့အတွေးနဲ့ကိုက်ရင်လည်းကိုက်ပေါ့မကိုက်ရင်လည်းမကိုက်ပေါ့နော် okay ဆိုတော့ဒီ setting လေးအသစ်တစ်ခုပါလာတယ်ပြီးသွားရင်ကျွန်တော်နောက်ထပ်သဘောကျတဲ့ setting လေးတစ်ခုရှိတယ်အဲ့ဒါတော့သဘောကျတာပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ random element နဲ့မှာကျွန်တော်တို့ enhancer ပေါ့နော် enhancer လေးပါလာတယ်ဒီကောင်လေးကလည်းပြောရမယ်ဆိုလို့ရှိရင် D5 မှာလည်းဒီကောင်ဒါကရှိတယ် enhancer ကရှိတယ်ကျွန်တော်တို့ဘယ်လိုခေါ်မလဲ rendering လုပ်ပြီးသွားတဲ့နောက်ပိုင်းမှာနော်ပုံကလေးတွေကိုပို့ပြီးတော့ detail လေးတွေပို့ပြီးကောင်းလာစေဖို့အတွက်ဒါ enhancer data ကိုသုံးတာပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာ rendering ချပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ enhancer image ဆိုပြီးတော့ကျွန်တော်လာပြီးသုံးလို့ရတယ်ဒါပေမဲ့သူကလောလောဆယ်တော့ beta version ပဲရှိနေသေးတယ်စမ်းသက်ခံအဆင့်လေးပေါ့နော်စမ်းသက်ခံအဆင့်လေးကလေးအဆင့်လေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကလေးအဆင့်လေးပဲရှိသေးတယ်ဆိုပေမဲ့ကျွန်တော်ကိုယ်တိုင်လက်တွေ့သုံးကြည့်ရတဲ့အသုံးရတော့မစိုးတော်တော်မိုက်တယ်ဘယ်ဟာထက်ကိုပိုကြိုက်လဲဆိုလို့ရှိရင် D5 မှာရှိတဲ့ enhancer ထက်ကိုပိုကြိုက်တယ်အဲ့လိုပြောလိုက်လို့D5 မှာရှိတဲ့ enhancer မကောင်းဘူးလို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘူးကြိုက်ချင်းမကြိုက်ချင်းဆိုတာကကျွန်တော်နဲ့ပဲသက်ဆိုင်တယ်ကျွန်တော်မဟုတ်တဲ့တခြားတစ်ယောက်ကကျွန်တော်နဲ့အကြိုက်တူချင်းလဲတူမယ်တူချင်းမှလည်းတူမယ်ဆိုတော့ဒါတွေကကြိုက်ချင်းမကြိုက်ချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်တယ်အငင်းပွားစရာကိစ္စမဟုတ်ဘူးရမယ်နော်ဆိုတော့ဒါကတော့ကျွန်တော်ပိုကြိုက်တယ်ကျွန်တော်ပြောနေကြစကားအတိုင်းပဲပေါ့နော်ကြက်ကြော်လေးကိုကြိုက်တဲ့သူကတော့ကြက်ကြော်လေးကောင်းတယ်ပြောမှာပေါ့ငါခုကြော်လေးကောင်းတယ်ဆိုတဲ့သူကတော့ငါခုကြော်လေးကောင်းတယ်လို့ပြောမှာပေါ့ဒီသဘောတရားပဲ very simple okay ကျွန်တော်အနေနဲ့ကတော့ video မှာရှိတဲ့ enhancer data ကိုကျွန်တော်ပိုကြိုက်ပါတယ်သူလုတ်ပေးသွားတာလေးတွေကပိုပြီးတော့ realistic ပိုဆန်တယ် detail လေးတွေပိုကောင်းတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ကျွန်တော်ပိုကြိုက်တယ်ဒါပဲပေါ့နော်ဆိုတော့ setting ပိုင်းမှာကတော့ထွေထူးပြောင်းလဲသွားတာမျိုးတွေမရှိပါဘူးကျွန်တော်တို့ဟိုအရင်တည်းက setting တွေအတိုင်းပဲပေါ့နော်တိတ်ပြီးတော့အများကြီးကျွန်တော်တို့ပြောင်းလဲသွားတာတွေမရှိဘူးဆိုတော့လောလောဆယ်မှာတော့ first impression အနေနဲ့ကတော့ကျွန်တော်အများကြီးပြောင်းလဲသွားတာမရှိဘူးလို့ပဲကျွန်တော်ပြောချင်သေးတယ်နောက်ပိုင်း video တစ်ခုထပ်ပြီးလုပ်ဖို့ရှိတယ်ဒီ version 7.2 ကိုတုံးပြီးတော့ကျွန်တော် rendering ကျွန်တော်ချပြမယ်ပါလာတဲ့ setting အသစ်ကလေးတွေ feature အသစ်ကလေးတွေကိုတုံးပြီးတော့ကျွန်တော် rendering ကျွန်တော်လုပ်ပြဖို့အတွက် video file တစ်ခုရှိသေးတယ်အဲ့ဒီ video file ထဲမှာပြည့်စုံပြောပေးဖို့အတွက် setting နဲ့ပတ်သက်တဲ့ကိစ္စတွေထဲမှာကျွန်တော်များများစားအပြောင်းလဲမရှိဘူးလို့ပဲကျွန်တော်ပြောသွားတယ်နောက် video file အတွက်စကားလေးတွေခြံသွားတယ်ပေါ့ဗျာokay အဲ့တော့ first impression ကတော့ဒီပုံစံတိုင်းပဲပေါ့နော်မြင်သာတဲ့ကိစ္စထင်သာတဲ့ကိစ္စပေါ့ကြံတာတွေကတော့အသေးစိတ်တွေကတော့နောက်ထပ်ကျွန်တော်တို့ file နဲ့ video မှာကျွန်တော်တို့လာမယ်ပေါ့နော်ဆိုတော့ဒါလေးတွေရှိတယ်ပြီးသွားလို့ရှိရင်ပြီးတော့နောက်ထပ်တစ်ခုကတော်တော်များများလူပြောများနေတဲ့ကိစ္စတော်တော်များများကောင်းတယ်ကြိုက်တယ်လို့ပြောနေတဲ့ကိစ္စတစ်ခုပါလဲဆိုတော့ Cosmo browser ထဲမှာပါလာတဲ့ AI material လေးပေါ့ AI material အဲ့တော့ဒီထဲမှာသူကဘာလုပ်လို့ရလဲဆိုရင်ကိုယ့်ရဲ့ material တစ်ခုကိုကျွန်တော်တို့ကထည့်လိုက်မယ်ပြီးသွားပြီဆိုတာနဲ့သူကဘာတွေလုပ်ပေးမလဲဆိုတော့ PBR material တွေကိုသူကလုပ်ပေးမယ် PBR material ဆိုတာကဘယ်လိုလဲဆိုတော့အလွယ်ပြောရရင်ဗျာသူရဲ့ package နဲ့လာတာကျွန်တော်တို့ roughness texture တွေပါမယ် normal texture တွေပါမယ် displacement texture တွေပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီambient oscillation လို့ texture မျိုးလိုအပ်တယ်ဆိုရင်လည်း ambient oscillation လို့ texture မျိုးတွေပါမယ်ဆိုတော့ကျွန်တော်ကတော့ texture တွေကို package လိုက်ပေါ့ကိုမှာက original texture တစ်ခုပဲရှိတယ် band တွေလည်းမရှိဘူး normal တွေလည်းမရှိဘူး displacement တွေလည်းမရှိဘူးပြီးတော့ roughness texture တွေလည်းမရှိဘူးเนาะ ambient oscillation texture တွေလည်းမရှိဘူးဥမာတတ်တူတွေလုပ်မယ်ဆိုလို့ရှိရင်လည်း metallic လို့ texture မျိုးတွေမရှိဘူးဘာမှမရှိဘူးဆိုရင်ပြဿနာမရှိဘူးကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကိုမှာရှိတဲ့ texture လေးတစ်ခုကိုထည့်လိုက်မယ်သူကနေမှကျွန်တော်တို့တခါတည်း package လိုက် PBR material ကို create လုပ်ပေးမယ်ဆိုတော့ဒီဒါလေးကတော့ V-Ray မှာပါလာတဲ့တော်တော်ကောင်းတဲ့ feature တစ်ခုအနေနဲ့တော့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ကျွန်တော်အနေနဲ့ပြောမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်စမ်းထားခဲ့တဲ့ကျွန်တော်ရဲ့အမြင်အရာပြောပြမယ်ဆိုတော့ဒီ feature မျိုးက V-Ray မှာတည်းမရှိတာမဟုတ် D5 မှာလည်းရှိတယ်နော် D5 မှာလည်းပဲ texture လေးကိုထည့်ပေးလိုက်ရင်နော်ကျွန်တော်တို့အကုန်လုံးကို normal တွေပါတယ်အကုန်ထုတ်ပေးတဲ့နော်AI လေးရှိတယ်ပါတယ်ဒါပေမဲ့ D5 မှာလည်းပဲသူဒီ
ရွက်ကျန်းရေချိုပေါ့ရွက်ကျန်းရေချိုအနေထားလောက်ပဲရတယ်အဲ့ဒီလိုပဲ V-ray မှာလည်းပဲရွက်ကျန်းရေချိုအနေထားလောက်ပဲရတယ်အဲ့တော့မရှိသုံးအနေနဲ့ကတော့အဆင်ပြေတယ်မရှိသုံးအနေနဲ့ကတော့အဆင်ပြေတယ်ဒါပေမဲ့အကောင်းဆုံးအနေထားကတော့ကျွန်တော်ပြောပြမယ်အကောင်းဆုံးအနေထားကတော့ကျွန်တော်ဒီမှာပြောပြမယ်ကျွန်တော်တို့ရဲ့ဒီတက်ချာနဲ့ပတ်သက်တဲ့လူသုံးများတဲ့ website ကလေးတွေရှိတယ်ပေါ့နော်ကျွန်တော်အဓိကဘာကိုသုံးလဲဆိုတော့တော်တော်များများလဲတည်ထားပြီးသားဖြစ်တဲ့ Ambient CG ဆိုတဲ့ website ပေါ့ Okay Ambient CG တွေကိုဝင်လိုက်တယ်အဲ့တော့ Ambient CG ထဲမှာဆိုလို့ရှိရင်အဲ့လို PBR တက်ချာတွေကအများကြီးရှိတယ်ဆိုတော့ Ambient CG ကိုမတည်သေးတဲ့လူတွေဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်လေ့လာကြည့်လို့ရမယ်တည်ထားပြီးသားကတော့တည်ပြီးသားပေါ့နော်ဆိုတော့ဒီ Ambient CG ထဲမှာဆိုရင်ကျွန်တော်တို့ကအကုန်လုံးက PBR material တွေကြီးပဲဆိုတော့ကိုကြိုက်တဲ့ material တစ်ခုကိုကျွန်တော်တို့ကဒီမှာနှိပ်ပြီးတော့ download ချလိုက်မယ်ဆိုလို့ရှိရင်အကုန်လုံး 1K ကနေမှ 8K resolution ထိကိုကျွန်တော်တို့အကုန်အသုံးပြုလို့ရတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရေဘာတွေပါလာမလဲဆိုရင်ကျွန်တော်တစ်ချက်လေး download ချလိုက်မယ်မကြပါဘူးเนาะ Okay အဲ့ဒီထဲမှာကျွန်တော်တို့ဘာတွေသုံးလို့ရမလဲဆိုလို့ရှိရင်သူ့ရဲ့ PBR package တွေပေါ့နော်ကျွန်တော်အစောပိုင်းမှာပြောသွားတဲ့ normal texture တွေ roughness texture တွေဒီကောင်လေးတွေကျွန်တော်တို့ပါလာမှာပေါ့နော်ကြားနေတယ် Okay အကုန်လုံးက package လိုက်ပေါ့နော်သူရဲ့ original color တက်ချပါမယ် displacement တက်ချပါမယ် normal GL DHK နှစ်ခုပါမယ်တစ်ခုကအဖောင်းဖြစ်မယ်တစ်ခုကအချိုင်ဖြစ်မယ်ပြီးတော့ ambient oscillation တက်ချပါမယ်ပြီးတော့ roughness တက်ချပါမယ်တတူမဟုတ်တဲ့အတွက်ကြောင့် metallic တက်ချတော့ပါမှာမဟုတ်ဘူးတတူတာဖြစ်ခဲ့မယ်ဆိုရင်တော့ metallic တက်ချပါမယ်အဲ့လို package လိုက်ပေါ့အဲ့တော့ဒီလို package လိုက်တက်ချတွေကကျွန်တော်တို့ရဲ့ဒီလို website တွေကအခမဲ့ရတဲ့ website တွေလည်းရှိတယ်ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲ source ကတော့နည်းတယ်ပေါ့နော်ဟိုတကယ်တမ်း quality ကောင်းကောင်းတွေကိုလိုချင်ရင်အရေးအတွက်များများတွေလိုချင်ရင်ဒါတွေကတော့ကျွန်တော်တို့က premium website တွေမှာအခကြေးငွေပေးပြီးတော့မှဝယ်ယူအသုံးပြုရတဲ့ကိစ္စမျိုးတွေပေါ့နော်အခမဲ့သုံးချင်နေဆိုရင်လည်းအခုကျွန်တော်ဖွင့်ပြထားတဲ့ Ambient CG ဆိုတဲ့ website ကနေမှအခမဲ့ကျွန်တော်တို့ကအသုံးပြုလို့ရတယ် okay ဆိုတော့အဲ့တော့ဒီ website ကနေမှလည်း texture တွေကို download ချပြီးတော့မသုံးချင်ပါဘူးကျွန်တော်တို့ကလည်းမြန်မြန်ဆက်ဆက်လွယ်လွယ်ကူကူနဲ့လုပ်ချင်ပါတယ်ဆိုရင်ဒီမှာရှိနေတဲ့ material AI ဆိုတာကိုကျွန်တော်တို့ကအသုံးပြုပြီးတော့အလုပ်လုပ်ပေးသွားလို့ရတယ်နော်ဒါပေမဲ့ quality အနေနဲ့ကတော့ဒီလို website တွေကနေမှ download ချထားတဲ့ quality တွေလောက်ကျွန်တော်တို့အရန်ကြီး detail ဖြစ်မှာမဟုတ်ဘူးအရန်ကြီး detail အသေးစိတ်ကြကြဖြစ်မှာမဟုတ်ဘူးเนาะဘာပြောရွက်ကျန်းရေချိုအနေထားလောက်ကတော့ကျွန်တော်တို့အသုံးပြုလို့ရမယ်သိပြီးကောင်းမွန်တဲ့အနေထားကိုတော့မရှိဘူးအဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ပထမဦးစားပေးကတော့ဒီလို Ambient CG လို website တွေကနေမှတကယ် quality ကောင်းတဲ့တက်ချာတွေကို download ချပြီးတော့သုံးစေခြင်းနဲ့နောက်ပိတ်ဆုံးမရှိတော့ဘူးမရတော့ဘူးကိုကြိုက်တာကိုလည်းဘလို့မှလည်းရှားလို့မတွေ့တော့ဘူးနောက်ပိတ်ဆုံးမတက်တာတဲ့အဆင့်ကြတော့မှပဲဒီမှာရှိနေတဲ့ AI material ဆိုတာကိုအသုံးပြုစေခြင်းနဲ့ဒါကကျွန်တော်ရဲ့အကြိုက်ပေါ်မှာအခြေခံပြီးတော့ပြောသွားတဲ့ကျွန်တော်ရဲ့ first impression မှာဒါပေမဲ့နားထောင်နေတဲ့ចောင်းသားចောင်းသူတွေကမဟုတ်ပါဘူးကျွန်တော်တို့ကတော့ AI material ကို AI material ကနေမှထွက်လာတာကိုပဲပြည့်စုံတယ်လို့ခန်းစားရတယ်ကြိုက်တယ်ဆိုရင်လည်းဒါကိုအကြိုက်လေးနဲ့ကိုအသုံးပြုလို့ရတယ်ပြဿနာမရှိဘူးတခါတလေကြာလို့ရှိရင်ကျွန်တော်တို့ကဒီကိစ္စတွေကမှန်ခြင်းမှားခြင်းမဟုတ်ဘူးကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်မှန်ခြင်းမှားခြင်းနဲ့သက်ဆိုင်တဲ့ကိစ္စတွေကနော်နေရာတိုင်းမှာရှိမနေဘူးကြိုက်ချင်းမကြိုက်ချင်းနဲ့တွားရတဲ့ကိစ္စတွေကပို့ပြီးတော့များတယ်ကိုကြိုက်တာလေးကိုရွေးချယ်ပေးလို့ရတယ်ကျွန်တော်ကလည်းကျွန်တော်ရဲ့အကြိုက်ပေါ်မှာမူတည်ပြီးတော့ first impression video လေးကိုကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ဆိုတော့လိုတာလေးကိုယူပါကျွန်တော်ပြောနေကြတဲ့အတိုင်းမလိုတာတွေကိုပယ်ပါဆိုတော့ဒီ video file မှာကတော့ first impression နေနဲ့ဒီလောက်ပဲကျွန်တော်ပြောသွားပါမယ်နောက် video file မှာကတော့ဒီ material လောက်တာတွေကအစပြီးတော့ PBR website ကနေမှ download ချထားလို့ရလာတဲ့ material ကိုသုံးလို့ဖြစ်လာတဲ့ quality နဲ့ AI material ကို V-ray ရဲ့ AI material ကိုသုံးလို့ဖြစ်လာတဲ့ရလာတဲ့ material quality နှစ်ခုကို comparison လုပ်ပြပေးဖို့အတွက်အသေးစိတ် final video တစ်ခုကျွန်တော်ထပ်ပြီးတော့လုပ်နေပါတယ်မကြခင်မှာလည်းကျွန်တော်အဲ့ဒါလေးကိုတင်ပေးမှာဖြစ်ပါတယ်ဒါလေးကတော့လောလောဆယ် first impression video လေးဖြစ်ပါတယ်အားလုံးပဲနောက် video file မှာပြန်ပြီးတော့ဆုံတွေ့ကြမယ် bye bye